လင်မယားဆိုတာလင်ကရားတာလားမယားကရားတာ အဲ့တော့လင်းရရတယ်မို့မရရတယ်မို့တခေါင်းကျော်မရောက်ခမကြီးခေါင်းရင်းမှာထရတာဟေး အိုးဒါကြောင့်ငါအဖွာမအိတ်တာဟုတ် ကွန်တမြုံမြုံနဲ့စောင့်ဘာတွေပြောနေတာလဲ မင်းမသိမဲဆို မိကောင်းကောင်းမေးပါလားကွာ အေးအဲ့ဒါကောင်းကောင်းမဲမယ် ဟေး အုံးမင်းနဲ့ကအုံးသီးတဲ့ကိုရေဘလူဝင်ထက် အဲ့ဒါဒီလိုတငယ်ချင်းမိုးတွင်းကြတော့မိုးကရွာတော့အုံးဒီမှာအညာလေးရှိတယ်ကြွမီလေးအဲ့ကြွမီလေးကနေရေတွေစိမ့်ပြီးတော့ရေအဲ့အုံးဒီတဲ့ဝင်သွားလို့အုံးကြီးဆိုတာဖြစ်လာတာအညာစိမ့်ကြ အညာနဲ့တစ်ဆက်ချင်း တစ်ဆက်ချင်းစိမ့် အဲ့ဒါဆိုရင်ပွဲကင်းထဲမှာအခုနဘိုက်ကြီးတဲ့တယောက်တွေ့တော့ကွာအဲ့ဘိုက်ကြီးတဲ့ရဲ့ဘိုက်ထဲကခလေးကိုဘလူထက် तू ကဒီလိုကမိုးတွင်းကြတော့အညာနေတစ်ဆက်ချင်းကြတာဟာမသိဘူးကွာ မသိပြောပါ မိကောင်းမေးပါ မဲဆိုလို့ မိကောင်းမေးပါ အခုဆိုရင်ရှင်းလာကြရင်ဝါကောင်ဆိုရင်ဟိုမှာဟိုမန္တလေးမှာမြောက်ပြုံးပွဲ တောင်ပြုံးပွဲ မြောက်ရမှာရှိအဲ့မှာဘလူတွေရှိ ကိုတော်ကြီးကိုတော်လေးမင်းတစ်ပါးရှိ အေးမသိလို့မေးတာကိုတော်ကြီးကိုတော်လေးကဘာတော်လဲ ဟာညီကိုဘောဟာ ဘာဖြစ်လို့ညီကိုတော်လဲ ဟောဗျာနိုးဆိုပဲမို့ညီကို နို့ဆိုဘက်ကညီကို အေးဟုတ်တယ်ကွာ ဒါဆိုငါနဲ့ငါအဖေကဘာတော်တော့ တားပါလေ ဩမင်းပြောတော့နို့ဆိုဘက်ကညီကိုဆို ဘာရဲ့ ကိုတော်ကြီးကိုတော်လေးဘာတော်လဲ ညီကိုလို့ ဘာဖြစ်လို့လဲ နိုးဆိုပဲမို့ ငါဖေနဲ့ငါနဲ့ တားပါ မင်းပြောတော့နိုးဆိုဘက်ကညီကိုဆိုဟာ မင်းတို့ကနိုးဆိုပဲမဟုတ်ဘူးမင်းတို့ကြတော့နိုးညာခေါ်တယ်မင်းဖေညာလို့မင်းဆိုရတာ စိတ်မဆိုးပါနဲ့ မိကောင်းကောင်းမေးပါလား တစ်လုံးနဲ့မင်းမယ်ဒါမဲပြီးအငိမ့်ပြန်ကမယ်နော်အဲ့ဒါကတခုတည်းမင်းမှာ မင်းတို့များနေပြီနော် တခုတည်းပါငါအခုဒီကနေပြန်လို့ရှိရင်ဟိုးဘွက်တွေနှုံနေနဲ့ဟိုးဘက်ကပတ်ပြန်မှာငါတရေကြောက်တယ်ကွာလောကမှာတရေတွေပါရှိလား ရှိတာဗောမင်းကလည်းတရေဆိုရှိတာဗော ရှိတယ် အေးလေ မင်းအချောက်ခံဘူးလား อืม